အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့မိတ်ဆွေတို့ရဲ့ကျမ်းမာရေးအတွက်နည်းပညာမြင်တောက်ရည်သား14နဲ့မိတ်ဆက်ပေးကြပါတယ်2025ရဲ့ innovation စုကိုရရှိထားတဲ့ Ecamet 14ပဲဖြစ်ပါတယ်ဒီ Ecamet 14ကိုတော့ထိုင်းနိုင်ငံရဲ့ဆရာဝန်ကြီးတဦးဖြစ်တဲ့ဒေါက်တာစစ်ထွေးကရချာဝန်ထံကိုယ်တိုင်ထုတ်လုပ်ပေးထားတာပါဒီ14ရဲ့အားသာချက်ကတော့လျှက်စင်မီမလိုပဲတဘာဝအတိုင်းအေကာလိုင်းတွေကိုရရှိစေတာပဲဖြစ်ပါတယ်ဒီ Ecamet ဆက်ကရရှိလာတဲ့ရေက NSF စံနှုန်းနဲ့လည်းညီတယ်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရတွေဖြစ်တဲ့မဂနီဆီယမ်ကယ်လ်ဆီယမ်တွေပါဝင်တဲ့ရေလည်းဖြစ်တဲ့ခန္ဓာကိုယ်မှာရှိတဲ့အဆိပ်အတောက်တွေအက်ဆစ်ဓာတ်တွေကိုခြေဖြတ်ပေးနိုင်တဲ့ အေကာလိုင်းရေလည်းဖြစ်တဲ့ခန္ဓာကိုယ်စိတ်ပိုင်းအသီးသီးစီကိုရေဓာတ်တွေကိုပြည့်ဝစေနိုင်ပြီးတော့အစာချေစနစ်ကိုကောင်းမွန်စေတဲ့မော်လီကျူးအုပ်စုသေးငယ်တဲ့ရေလည်းဖြစ်တဲ့ဒီလိုမျိုးအချက်၄ချက်နဲ့ပြည့်စုံတဲ့ရေကိုဒီ Ecamet 14ကပေးစွမ်းနိုင်တာပဲဖြစ်ပါတယ်ဒီ Ecamet 14အကြောင်းကိုအသေးစိတ်သိရှိမေးမြန်းစုံစမ်းခြင်းနဲ့ဆိုရင်တော့39ကို480 935မှာဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်အားလုံး